အခုတလောအရန်ထိုးလေးကြော်ဖြစ်နေတဲ့ဒီချွန်မူလီမှာပေါ့နော်ဒီလိန်ပြောင်းထားတဲ့အမျိုးသား NGBD တက်ခံရတဲ့တဲ့တင်ပေါ့ဒီသူကတကူလုံးလိန်ပြောင်းထားတဲ့အတွက်မသိရင်မိန်းကလေးလိုပဲပေါ့နော်သူ့တကူလုံးကရစရာမရှိအောင်ကိုစုပ်ပြတ်တက်နေပြီးတော့အလုံးသိကြမယ်ထင်ပါတယ်ဟိုဆီလီကွန်ရင်သားတွေကိုသူကထုတ်ထားတယ်စော့ထားတယ်ပြီးရင်ဟိုဒီမိမအင်္ဂါကိုလေသူအပေါ်ပိုင်းနေကတ်ကြီးနဲ့ဖြတ်ပြီးတော့ဒီရင်အောင်ကိုအစုပ်တွေနှလုံးတွေအဲ့လိုမျိုးရှောက်ကလေးတာဗျာဒီအခုကျွန်တော်ပြောပြပေးမှာကတော့ဒီသတင်းရဲ့နောက်ဆက်တွဲပေါ့နော်ဒီတက်သွားတဲ့တရုတ်မျိုးသားရဲ့ပြောပြချက်အရာသူကဒီကောင်မလေးလို့ပဲပြောလိုက်ကောင်မလေးကိုပတ်စံ8000နဲ့ခေါ်လာပြီးတော့ပလက်လုံးမှာပေါ့နော်ပလက်လုံးကိုကောင်မလေးနဲ့စကားပြောတယ်ဒီ main ကလေးကလက်မခံဘူးတော့နောက်ပိုင်းစကားများပြီးတော့မကျင်နဲ့လို့ဆွဲစီလိုက်ပြီပေါ့နော်အရင်ဆုံးသူကကတိမော်မှာ level ညှစ်တယ် level ညှစ်ပြီးမှနောက်ပိုင်းမှာသူ20တန်းဆိုင်မှာဝယ်ထားတဲ့ကတ်ကျင်းနဲ့သူကင်ပလိုက်တယ်ပေါ့သူကိစ္စသုံးမလိုက်တော့သူစိတ်ပေါက်တလို့မျိုးသိလားမလားကြည့်ပုံရဒီကောင်ကစိတ်ယောဂရနေတယ်ထင်ပါတယ်သူစိတ်ကူးတန်ရသူရှောက်လို့လိုက်တယ်ပေါ့နော်ဒီဘိုက်စာနေဒီချိန်ပဲဘိုက်စာတော့ထားရမှာအမဒီတရုတ်မျိုးလားထွက်ထုတ်ထားတဲ့ဟာရောအကုန်လုံးကိုထိုင်းနိုင်ငံရဲ့မီဒီယာတွေလည်းမယုံကြဘူးဘေးနာကသူနဲ့ခင်တဲ့လူတွေလည်းမယုံကြဘူးသူအားသိရမလားသူကနူးညံ့တယ်တိမ်မွေးမသိမင်းကလေးအတိုင်းပဲပြီးလက်မောင်းလည်းတေးလေးမသိရင်ဟိုဒီတရုတ်မျိုးသားမယုတ်ကြားလေးဆိုပဲမယုတ်ကြားဟော်မုန်းကုံလူနီးပါဖြစ်သွားတယ်မျိုးသမီးဖြစ်သွားပြီပေါ့နော်သူကနောက်ဆက်တွဲတဲ့ရာသူ့ကိုစစ်ဆေးကြည့်တော့အဆုတ်တချမ်းပြောင်းတယ်စုပ်ချမ်းပြောင်းနေတော့အဆုတ်တချမ်းအောင်သူစားလိုက်တာလားအဲ့လိုမျိုးမိကွန်းထောက်လာတော့သူမစားရဘူးနော်စုပ်တော့ပါစုပ်တော့ပါသူကကြည့်အောင်ကုံသွားသူဆော့ပလိုက်အောင်ကောင်းတော့ဟိုလုံးဝကြောက်ဖို့ကောင်းနော်စဉ်းစားကြည့်ကြည့်ပါလူတိုင်းမယုံနဲ့အကြောင်းဒီလူတိုင်းမယုံလို့မဟုတ်ဒီလောကကြီးကိုကွာချိုးရတော့လှုပ်ရှားနေတယ်သူရှိတယ်ဒီလောကကြီးမှာကျင်လည်နေတဲ့လူတွေတောင်နည်းနည်းတုံလုံးနေကြပြီထင်တယ်ဘာလို့ဆိုတော့ယုံလို့မရတော့အဲ့လိုမျိုးဒါလမ်းမကြည့်ထားရဖြစ်လာရင်လေချွန်မူလီဖတ်တရားချွန်မူလီဖတ်တရားဟာရန်ဆိုပါ